ဒီဗီဒီယိုလေးကတော့ကိုယ့်ရဲ့ထပ်ရှင်ကိုဗီဇာကတ်ကို active ဖြစ်အောင်ပေါ့နော် scan အရင်ဖတ်ရမှာပါဒီ scan ကိုဘယ်လိုဖတ်လဲဆိုတဲ့ဟာကိုသူတို့ကဒီစာရွက်ထဲမှာအကုန်ရေးပေးထားပါတယ်ကဲမနေ့ကကြတော့ပေါ့နော်ကျွန်မလျှောက်ထားတဲ့ဒီထပ်ရှင်ကိုဗီဇာကတ်ကရောက်လာပါပြီပေါ့နော်သူတို့ကဒီမှာbox ထဲမှာလာထည့်ထားပေးတယ်ပြီးလို့ရှိရင်သူတို့ကလာပို့ပြီးပြီဆိုရင်သူတို့ကဒီအဲ့ဒါကိုတပ်ပုံရိုက်ပြီးမှသူတို့ကဒီ WhatsApp ထဲမှာသူတို့ကပို့လာပါတယ်ဆိုတော့ဒီဟာကိုဖွင့်ကြည့်မေပေါ့နော်ဖွင့်ကြည့်လိုက်တဲ့ချိန်မှာဒီ site ထဲမှာပေါ့နော် site ထဲမှာစာရွက်တရွက်ရဲ့ပြီးလို့ရှိရင်ထပ်ရှင်ကူဗီဇာကတ်ရဲ့အထဲမှာရှိပါတယ်လို့ရင်ခုန်လိုက်တာမနော်ဒါကတော့ကိုလျှောက်ထားတဲ့ထပ်ရှင်ကူဗီဇာကတ်ဖြစ်ပါတယ်အဲ့ဒါကိုကသုံးလို့မရသေးဘူးအဲ့ဒါကိုကဒီမှာ QR code မှာပေါ့နော်ဒီမှာကိုကစကန်အရင်ဖတ်ရမှာဖြစ်ပါတယ်ဆိုတော့ကိုရဲ့ဖုန်းထဲကကိုလျှောက်ထားတဲ့ထပ်ရှင်ကူက verify ဖြစ်ပြီဆိုရင်ကိုကဒီဗီဇာကလျှောက်လို့ရပါတယ်ပြီးလို့ရှိရင်ကိုဗီဇာကရောက်လာပြီဆိုရင်ဒီဗီဇာကဆိုတဲ့ဟာကိုနှိပ်လိုက်လို့ရှိရင်ခုနကပြထားတဲ့ဒီ QR code ထဲမှာကိုစကန်ဖတ်လိုက်ပါစကန်ဖတ်လိုက်လို့ရှိရင်အဲ့လိုမျိုးပေါ်လာတာပေါ့နော်ဒီလိုမျိုးပေါ်လာလိမ့်မယ်အဲ့ဆိုရင်အဲ့နေရာမှာကိုက okay ကိုပဲနှိပ်လိုက်ပါ okay ပေါ့ပြီးလို့ရှိရင်ဒီမှာကျတော့ကိုထပ်ရှင်ကိုလျှောက်ထားတဲ့အချိန်မှာကိုထည့်ထားတဲ့ pin number 6လုံးကိုကပြန်ပြီးမှရိုက်ထည့်လိုက်ပါပြီးလို့ရှိရင် next ကိုပြန်နှိပ်ပြီးလို့ရှိရင်ဒီမှာတစ်ခါပြန်ထည့်ရမှာပေါ့နော်ကိုရဲ့ pin number 6လုံးပြီးရင်တန်းဆိုတဲ့ဟာကိုပြန်နှိပ်လိုက်ပါအဲ့ဆိုခဏဆောင်ပြီးလို့ရှိရင်ဒီမှာပြန်နှိပ်တန်းဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ဆိုရင်ဒီဟာကိုနှိပ်လိုက်လို့ရှိရင်ကိုရဲ့ဒီဟာထပ်ရှင်ကူဗီဇာကကြတော့ဈေးဝယ်တဲ့ချိန်မှာရောအကုန်လုံးနေရာတိုင်းဆိုင်တိုင်းမှာ shopping ထွက်လို့ရှိရင်ကိုကတုံးလို့ရပါပြီပေါ့နော်ပြီးလို့ရှိရင်ဒီမှာ active now ဆိုတော့ပြီးလို့ရှိရင်ဒီမှာကျတော့နောက်ဆုံးတစ်ခါပေါ့နော်ကိုထပ်ရှင်ကိုလျှောက်တဲ့ချိန်မှာထည့်ထားတဲ့ pin number 6လုံးကိုပြန်ပြီးမှရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးပြီဆိုရင်ကိုရဲ့ဒီ visa ကနေရာတိုင်းဆိုင်တိုင်း shopping ထွက်တဲ့ချိန်တိုင်းတုံးလို့ရပါပြီ